brother တို့အားလုံးပဲဒီနေ့မှာတော့ trading မှာဘာကြောင့်ရှုံးရလဲဆိုတဲ့အကြောင်းကိုပြောပြပေးပါပါ trader အများစုကတော့သူတို့ဘလို့မြတ်လဲဒေါ်လာဘလောက်ရကြလဲသူတို့ TV ဘလောက်ထိလဲဆိုတာတွေကိုပဲပြောကြပါတယ်ဒါပေမဲ့လို့ကျွန်တော်ရဲ့ဒီမှာတော့ဗီဒီယိုလေးမှာတော့ကျွန်တော်ဘလောက်ရှုံးလိုက်လဲပြီးလို့ရှိရင်ဒီဘာကြောင့်ဒီလိုမျိုးရှုံးရလဲဆိုတာကိုပြောပြပေးမှာဖြစ်ပါတယ်ကဲအေးဦးဆုံးကျွန်တော်တို့ကဲကျွန်တော်ဆိုလို့ရှိရင်ဒါမနေ့ကပေါ့နော်ဒီကန်တွေကဒီနားလောက်ကိုတက်နေရပေါ့နော်ဒီနားလောက်ကိုရောက်သွားပြီကန်တွေကမနေ့ကမှာဆိုလို့ရှိရင် तू ကဘယ်နားလောက်ကိုရောက်လဲဆိုတော့ဒီနားလောက်ကိုရောက်သွားတယ်ပေါ့နော်ဒီနားလောက်ကိုရောက်သွားတယ်ဒီနားလောက်ကိုရောက်တယ်အဲ့ဒါကိုကျွန်တော်ကဒီအမှန်ဆိုလို့ရှိရင်ဒီမှာကွာဒီဇုံနဲ့ဒီဇုံဆိုလို့ရှိရင်ဒါအမှန်ဆိုရင်ဒီအောက်ကိုပြန်ကြတယ်နော်ပုံမှန်ဆိုရင်အဲ့ဒါကိုကျွန်တော်ကပုံမှန်ဆိုပြန်ကြတယ်ဆိုပြီးဒီနားမှာကျွန်တော်ဝင်လိုက်တယ်ပေါ့နော်ဝင်လိုက်တယ်ပေါ့နော်အဲ့ဒါဝင်ပြီးတော့ကျွန်တော်အကြလောင်းလိုက်တယ်ဒီအကြလောင်းလိုက်တယ်စတော့လူကိုကျွန်တော်ဒီလောက်ထားလိုက်တဲ့အခါမှာကျွန်တော်လောဘကြီးပြီးတော့ leverage ကဘယ်လောက်ရလဲဆို leverage ကကျွန်တော် 30h နဲ့ကျွန်တော်လောင်းလိုက်တဲ့အခါမှာကန်တွေကဒီကိုထိုးတက်သွားပြီးတော့ရှုံးသွားတယ်ပေါ့နော်ဒီလောက်မှာဒီအနီအောင်တန်းလေးပေါ့နော်ဒီတန်းလေးလောက်မှာကျွန်တော် S&T သွားတယ်အဲ့ဒီနောက်မှာ S&T ပြီးတော့ကျွန်တော်ပထမ order တစ်ချောင်းရှုံးသွားတယ်ဟာအဲ့ဒီအချိန်မှာနောက်တစ်ခါနည်းနည်းလေးလောက်ဆိုရင်နိုင်အောင်မယ်ဘလော့နိုင်အောင်မယ်ပေါ်ဆိုပြီးအဲ့နောက်တစ်ခါထပ်ဝင်တယ်နောက်တစ်ခါဒီလောက်မှာကျွန်တော်ဒီနားမှာဒီအဝိုင်းလေးသိတယ်ဟုတ်ဒီအဝိုင်းလေးမှာကျွန်တော်ထပ်ပြီးတော့ဝင်လိုက်တယ်အဲ့ဒီမှာဝင်လိုက်တဲ့အခါမှာလည်းသူကကန်တယ်တွေကထိုးပေါက်ပြီးတော့တက်သွားတယ်ပေါ့နော်အဲ့ဒီမှာတစ်ခါရှုံးသွားတယ်ရှုံးသွားတဲ့အခါမှာအဲ့ဒီမှာကျွန်တော်ဒေါ်လာဘယ်လောက်ပါသွားလဲဆိုတော့ဒေါ်လာ30လောက်ပါသွားတယ်ပေါ့နော်အော်ဒါနှစ်ကြောင်းမှာဒေါ်လာ30ပါသွားတယ်ပုံမှန်ဆိုလို့ရှိဒေါ်လာ30လောက်ပါသွားတယ်ပုံမှန်ဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ S&D ဒေါ်လာဒီ$4တို့မဟုတ်$7အဲ့ဒီလောက်ပဲရှိတယ်အဲ့ဒီနေ့မှာတော့ဒေါ်လာ30ပါသွားတဲ့အကြောင်းရင်းဒီနံပါတ်1ကကျွန်တော်ဒီ psychology ကျွန်တော်ရဲ့စိတ်ကိုမထိန်းနိုင်တဲ့အတွက်ကြောင့်ဖြစ်တယ်နံပါတ်2ကစိတ်မထိန်းနိုင်တဲ့အခါမှာကျွန်တော်အခါတိုင်း entry ဝင်နေကြစီမင်းစည်းကမ်းတွေကိုကျွန်တော်ချိုးဖောက်ပြီးတော့ဝင်လိုက်တယ်ပြီးတော့ကျွန်တော်ရဲ့ဒီ Android ဒီကျွန်တော်အမြဲတမ်းကျွန်တော်ဒီ long position ပဲဝင်တယ် short position မဝင်ဘူးပေါ့နော်ကျွန်တော် short position ဆိုလို့ရှိရင်ကျွန်တော်နည်းနည်း short position လို့ရှိရင်ကျွန်တော်ရဲ့ဒီအတွက်အချက်ဒီနည်းနည်းပါးအစင်မပြေဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်လောင်းမဲ့အမြဲဝင်တယ်ကျွန်တော်ရဲ့ strategy တွေကလည်းလောင်းမှာပဲကျွန်တော်လုပ်တယ်ကျွန်တော်ဒီနီးလက်တစ်ခုပဲသုံးတယ်ပေါ့နော်အဲ့ဒီခါမှာကျွန်တော်တစ်ခါမှမလောင်းဘူးတဲ့အဲ့ဒီပေါ့နော် short position ကိုကျွန်တော်ဝင်လိုက်မိတယ်ဝင်လိုက်တဲ့အခါမှာကျွန်တော်စီမင်းစည်းကမ်းတွေ show ပေါက်တယ်ပြီးတော့ကျွန်တော်မှာလောဘသောတက်သွားတယ်လောဘသောတက်ပြီးတော့မှဒီဓာတ်ကတော့တက်ပြီးတော့ကြာမှာပဲဆိုတဲ့စိတ်နဲ့လောဘသောတက်ပြီးတော့ကြာမှာပဲဆိုတဲ့စိတ်နဲ့ကျွန်တော်လှုပ်လိုက်တယ်ပေါ့နော်အဲ့ဒီခါမှာကျွန်တော်တော်တော်လေးကိုစိတ်ပြောရပေါ့နော်စိတ်ကြွားတယ်ပေါ့နော်အဲ့ဒီမှာကျွန်တော်ရလိုက်တဲ့သင်ခန်းစာတစ်ခုကရီရှည်မှာ trader လုပ်ဖို့ဆိုရင်ကျွန်တော်တို့နံပါတ်1ဒီ profitable ဖြစ်ဖို့ထက်ပေါ့နော် discipliner ဖြစ်ဖို့ကပို့ပြီးတော့အရေးကြီးတယ် profitable ဖြစ်ရမယ်ဆိုတဲ့စိတ်ကငါမြတ်ရမယ်ပေါ့နော်အမြတ်ရမယ်အမြတ်လိုချင်တဲ့စိတ်ကြောင့်ပတ်စံလိုချင်တဲ့အမြတ်လိုချင်တဲ့အတွေ့အကြုံစီမင်းစည်းကမ်းတွေကိုချိုးဖောက်ပြီးတော့လုံးဝမှားသွားနိုင်ပါတယ်ဒါကြောင့်မလို့နံပါတ်1ကတော့ဆုံးဖြတ်လိုက်တာကတော့ discipliner trader ဖြစ်ဖို့နံပါတ်1 discipliner ဖြစ်လို့ရှိရင်သူ့ရဲ့ profitable ဒီနောက်ကနေအလိုလိုလိုက်လာမှာဖြစ်ပါတယ်ဒါကြောင့်အဲ့ဒီရစားပြီးတော့ကျွန်တော်ဒီပေါ့နော်profitable ဖြစ်ဖို့တဲ့ discipliner ဆိုတာကဒီနေ့ order တစ်ချောင်းဝင်မယ် TB ထိရင်ထိမယ် SN ထိရင်ထိမယ်ဒါရင်တော်ပြီနောက်တစ်ခါထပ်မဝင်တော့ဘူးTB ပဲထိ SN ပဲထိမဝင်တော့ဘူးပေါ့နော်ပြီးလို့ရှိရင် လောဘသောတက်တာပေါ့နော် risk management ပေါ့နော်SN လို့ခေါ်တဲ့ risk management ကိုအရှုံးခံနိုင်တဲ့ပမာဏလောက်ပဲထားတာကောင်းပါတယ် 1:3 ပေါ့နော်ဥပမာကိုကဒေါ်လာ60လောက်မြတ်နိုင်တယ်ဆိုရင်အရှုံးကို$20လောက်ပဲထားပါအဲ့ဒီအခြေအနေမှာပဲပေါ့နော်ပြီးလို့ရှိရင်ပေါ့နော်ရလိုက်တဲ့နောက်တစ်ခုကကြတော့ကျွန်တော်တို့အတက်ကိုလည်းလောင်းတယ်အကြောက်လည်းလောင်းတယ်ဆိုလို့ရှိရင်စဉ်းစားတာများလာတယ်အတက်မှာဘလို့အကြမှာဘလို့ဆိုပြီးတော့တွေးရတာတွေလည်းများလာတယ်အဲ့ဒါကြောင့်မလို့ကိုကအတက်ဆိုအတက်အကြဆိုကြဒါတော့တယောက်နဲ့တယောက်မတူဘူးပေါ့နော်ကိုခံယူခြင်းနဲ့ကိုပေါ့နော်အဲ့ဒါကြောင့်မလို့ဒါကျွန်တော်မနေ့က$30S&T တွားတဲ့အကြောင်းရင်းလေးကိုလာပြီးတော့ share လုပ်ပေးတာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်